ကောက်ထားပြီးတဲ့သပင်လေးကိုဗာလေးလိမ့်ရင်ဆိုဆိုအီအီလေးနေလဲဆိုတော့ဒီဂိုးလောလာတဲ့ refund လေးကိုပြောင်းမှုစီတစ်စည်းစာလေးနဲ့ဒီ CM က hair serum လေးတစ်စက်နဲ့ကိုရောပြီးတော့စုပ်ပြီးတော့မှလိမ့်ပေးပါမယ်မရက်နဲ့နော်ဒီလိုမျိုးလေးဆိုဆိုအီအီရလက်ကလေးလိုချင်တယ်ဆိုရင်တော့ဂိုးလောက refund လေးနဲ့ CM က hair coat ကလေးနဲ့ကိုစုပ်ပြီးတော့မှလိမ့်ပြီးတော့လိမ်မှုတ်ပါတယ်အဲဒီလိုအပိသက်လိမ်မှုတ်ပြီးလို့အပိသက်မှာကြတော့လေသူက CM hair coat ကလေးတစ်စက်လိမ့်လိုက်ရုံနဲ့ဒီလိုဆိုဆိုအီအီကောက်သားလေးကိုပိုင်ဆိုင်နိုင်ပါပြီ